အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တာဂေတာ YD တရားရှိတော်ဘုရားမြောက်ဘက်ဆောင်ထဲမှာပေးဟောနေတဲ့ဆရာထိုက်အောင်ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတနင်္ဂနွေသားသမီးများအတွက်18ရက်ကနေပြီးတော့24ရက်အတွင်းမှာကြုံတွေ့ရမယ့်ကံကြမ္မာအကောင်းဆုံးကိုတဲတော်ကပြေနမိတ်ပတ်ပြီးဟောကြားပြီးမှဖြစ်ပါတယ်တနင်္ဂနွေသားသမီးတွေဒီကာလမှာတော့ဘာလို့ဘာကရမှမသိဖြစ်နေတတ်တယ်အကြံစီတွေပြပြနေတတ်တယ်ဟိုကလောကကောင်းလို့ဒီကလောကကောင်းလို့နဲ့အချိန်ကုန်သွားတတ်ပါတယ်ဝေးကြီးနဲ့ပတ်သက်လာရင်တော့ဒီကာလဝေကုန်ကြီးတွေကများနေတဲ့ကာလလည်းဖြစ်ပါတယ်အဲ့တော့စိတ်ထဲရှိသမျှရှောက်သုံးနေလို့တော့မရဘူးချွေတာဖို့လိုပါတယ်နော်ဝေးကြီးအစမပြေတဲ့ကာလလည်းဖြစ်ပါတယ်မိတ်ဆွေတွေနဲ့ပတ်သက်လာရင်တော့သူတို့အကြောင်းပြပြီးကိုကလက်လာပါတွေပွင့်သွားတာဒါမှမဟုတ်ရဲ့နာမည်ကောင်းနေရသွားတာပေါ့နော်ကြုံရမယ့်ကာလလည်းဖြစ်ပါတယ်မိခင်ရှိရင်တော့ဒီကာလမှာမိခင်ကိုနာဒုက္ခပေးတတ်ပါတယ်နောက်မိသားစုထဲမှာဆိုရင်လည်းဒူးနဲ့ဒူးစိတ်ကမ္မတဲ့ဖြစ်စရာတွေကြုံပြီးတော့တရားအပြစ်တင်နေမယ်မိတွန်းတောက်တီးစရာတွေကြုံနေရမယ့်ကာလလည်းဖြစ်ပါတယ်သားသမီးနဲ့ပတ်သက်လာရင်တော့ရန်နေဖြစ်တတ်တယ်ဖန်စီချုပ်တော့ခံရတတ်ပါတယ်အဲဒီကာလမှာတနင်္ဂနွေသားသမီးတွေကတော့ကိုယ်အနှောက်ယှက်မဲ့ဥစ္စာတော့ရန်သူဟောင်းနေပြဿနာဟောင်းနေဒုက္ခဟောင်းနေပြန်လဲကြုံရမယ့်ကာလလည်းဖြစ်ပါတယ်ငယ်ရွယ်သူများဖို့ကတော့အခြေမှာကံကောင်းနေတဲ့ကာလလည်းဖြစ်ပါတယ်ချစ်သူရဲ့ကျင်နာယူရမှုတွေယူဆိုင်တာတွေခံရမယ်ချစ်သူစီကလက်ဆောင်တွေရမယ်ချစ်သူနဲ့တူခီးတွေထွက်ရတတ်တယ်အိမ်တော်ရှင်များဖို့ကတော့အိမ်တော်ဘက်လုပ်ငန်းပုံစံပြောင်းသွားတာလုပ်ငန်းတိုးချဲ့တာတွေကြုံရတတ်တယ်တကယ်လို့ကိုယ့်ရဲ့အိမ်တော်ဘက်ကနိုင်ငံခြားကိုသွားဖို့စီစဉ်ထားတဲ့ဆိုရင်ဒီကာလဟာသွားမယ်ကာလလည်းဖြစ်ပါတယ်နောက်အိမ်တော်ဘက်ရဲ့ကျင်နာယူရမှုတွေရမယ်အိမ်တော်ဘက်နဲ့ခရီးထွက်ရတာတို့နော်ပြီးတော့ကျွန်တော်တို့မုံမြတ်တဲ့ခရီးသွားတာဘုရားဘုခရီးသွားတာတွေအဲ့ဒါမျိုးတွေလည်းကြုံရတတ်ပါတယ်ကောင်းလည်းကောင်းပါတယ်ကျမရဲ့အနေနဲ့ကတော့ခါအောင်ပိုင်းဒုက္ခပေးတတ်ပါတယ်နောက်အကျော်တွေနောက်ခြေစလုံးတို့နော်အဲ့ဒီအကျော်တွေတောက်တာတွေတင်းတာတွေအဲ့ဒီအညံ့နေအဲ့ဒီအကျော်တွေပေါ့နော်ဒီကာလမှာဒုက္ခပေးတတ်တဲ့ကာလလည်းဖြစ်ပါတယ်ပေါ့နော်ဘာသာရေးကိစ္စဒီကာလမှာအောင်မြင်ပါတယ်အရိဒ္ဓလုပ်တဲ့လူတွေဆိုရင်မကြမီမှာထူးတော့မယ်ကျောင်းဝင်ခွင့်လျှောက်ထားတယ်နော်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာနော်အဆင်ပြေမဲ့ကာလလည်းဖြစ်ပါတယ်ဆရာသမားကောင်းတွေနဲ့တွေ့မယ်ပညာရေးနဲ့ပတ်သက်ပြီးတော့လည်းစိတ်ချမ်းသာစရာတွေကြုံရမယ့်ကာလလည်းဖြစ်ပါတယ်လုပ်ငန်းခွင်မှာတော့အောက်လက်ငယ်သားရဲ့အကူအညီတွေရမယ့်ကာလလည်းဖြစ်ပါတယ်တခုသတိပေးချင်တာကတော့မိမတယောက်ကကိုယ့်ရဲ့အလုပ်ကိုထိခိုက်အောင်နှောက်ယှက်တတ်တယ်နောက်ကိုယ့်ရဲ့အလုပ်မှာလည်းကိုကထင်ပေါ်နေမယ်နောက်ကြံစီတဲ့အောင်မြင်မဲ့ကာလလည်းဖြစ်မယ်အဲ့တော့လုပ်တဲ့ပတ်သက်ပြီးတော့အမျိုးသမီးဒုက္ခအမျိုးသမီးတူပေါ့နော်ဒုက္ခပေးတာခံရတဲ့အဲ့ဒါလေးယူဆိုင်ဖို့ပဲလိုပါတယ်ငွေကြေးနဲ့ပတ်သက်လာရင်တော့အကြီးအကျယ်အဆင်ပြေမဲ့ကာလလည်းဖြစ်ပါတယ်ဝင်ငွေလမ်းကြောင်းတွေကောင်းလာမယ်နောက်ပြီးတော့နိုင်ငံခြားလက်ဆောင်ပစ္စည်းရတာမျိုးနော်အဲ့ဒါမျိုးတွေကြုံရမယ့်ကာလပဲဖြစ်ပါတယ်အဲ့တော့ဒီကာလမှာတော့ငွေကြေးနဲ့ပတ်သက်ပူစရာမလိုပါဘူးကဲအခုတော့ဟောတဲ့တဲမှာနော်ကောင်းတာလေးတွေပါသလိုအညက်လေးတွေပါအဲ့ဒီအညက်လေးပြပြောက်သွားဖို့အတွက်ပေါ့နော်ကျွန်တော်တို့ကြာသာပလေးနဲ့ညနေဆောင်မှာပဲကြော်နှစ်ခုဝယ်ပြီးတော့လမ်းမှာလေးလေးနဲ့ခွေးတွေကိုကျွေးပါကျွေးပြီးတော့ကိုယ်မှာခက်ခဲနေတဲ့ခက်ခဲတွေပြီးတော့အတွက်ဆူတောင်းပေးပါအဲ့လိုလုပ်လိုက်မှဆိုရင်ကောင်းဆုံးချမ်းသာများရရှိတော်မှာဖြစ်ပါတယ်ခင်ဗျာ